မှန်တဲ့ကသူစိမ်းမျက်နှာကိုကြည့်ရင်ဈေးတကူလုံးတုံရင်လာတယ်သူအိမ်ပြင်ကိုကမန်းကရန်ပြေးထွက်ခဲ့တယ်သူ့ရဲ့ရည်ရွယ်ချက်ကသူ့ဗီဒီယိုတွေတည့်ဖြတ်လေးရှိတဲ့သူ့ရဲ့ကိုယ်ပိုင်စတူဒီယိုလေးစီသွားဖို့ပါပဲစတူဒီယိုရှိရောက်တဲ့အခါပြတင်းပေါက်မှန်တကားကနေချောင်းကြည့်လိုက်တော့ဈေးအံ့ဩလုံးလို့အသက်ရှူရမတက်ဖြစ်သွားတယ်အထဲမှာသူ့ပုံစံသူ့မျက်နှာနဲ့လူတစ်ယောက်ကကွန်ပျူတာရှိမှထိုင်ပြီးဇလန်းတစ်ပုတ်ကိုအတန်သွင်းနေတယ်အတန်ကအစဈေးရဲ့အတန်အတိအကျပါပဲဈေးဒေါသတကြီးနဲ့တကားကိုဆွဲဖုန်ပြီးဝင်သွားတယ်မင်းဘတူးလဲမနီယာကနေထွက်သွားဆန်းလို့អော်လိုက်ပင်ပဲစတူဒီယိုထဲကသူ့ရဲ့လုတ်ဖော်ကိုင်ဖက်တွေကဈေးကိုယူသွတ်နေတဲ့သူစိမ်းတစ်ယောက်လိုဝိုင်းကြည့်ကြတယ်ခမားဘတူးလဲကျုပ်တို့အလုတ်လုံနေတာမနှောက်ရှက်ပါနဲ့လို့ပြောပြီးလုံကြုံရေးခေါ်ထုတ်သွားကြတယ်လမ်းပေါ်ရောက်တဲ့အခါဈေးဟာဘသူမှမသိတဲ့သူစိမ်းတစ်ယောက်ဘဝကိုအပြည့်အဝရောက်သွားပြီဆိုတာသဘောပေါက်လိုက်တယ်အဲ့ဒီအချိန်မှာပဲသူ့ဖုန်းထဲကိုနောက်ထပ် message တစ်စောင်ဝင်လာတယ်မင်းပြေးချင်ရင်ပြေးလို့ရပြီဒါပေမဲ့မင်းရဲ့အရေးကငါစီမှာရှိနေတဲ့၍မင်းဘယ်တော့မှလွတ်မှာမဟုတ်ဘူးဈေးဘာလို့ရမှမသိပဲအဝေးပြေးကားကြီးတစ်ခုစီပြေးသွားပြီးညထွင်းချင်းထွက်မဲ့ခရီးဝေးမှန်လုံးရင်တစ်စီးပေါ်ကိုရမ်းတမ်းတက်လိုက်ပါတော့တယ်ကားလေးကမှောင်မိုက်နေတဲ့အဝေးပြေးလမ်းမကြီးပေါ်ကိုဦးတီထွက်ခွာသွားချိန်မှာတော့ခရီးသည်တွေအားလုံးအိတ်မောကြနေတဲ့ညနဲ့ပိုင်းကားပေါ်ကမိန်ပြပြမီးရောင်အောက်မှာဈေးသူ့ဖုန်းကိုထုတ်ကြည့်လိုက်တယ်သူ့ရဲ့ဈေးဆိုတဲ့နာမည်နဲ့ဖွင့်ထားတဲ့ဇလန်းပြောပြတဲ့ channel မှာဗီဒီယိုအသစ်တစ်ခုတက်လာတာကိုတွေ့လိုက်ရတယ်။ခေါင်းစဉ်ကအရေးများကိုဖမ်းယူခြင်းရင်းတဲ့ဈေးအဲ့ဒီဗီဒီယိုကိုဖွင့်ကြည့်လိုက်တယ်။ဇလန်းပြောနေတဲ့အတန်ကသူ့အတန်ဖြစ်ပေမဲ့နောက်ခံမှာသုံးထားတဲ့ပုံရိပ်တွေကထူးဆန်းနေတယ်။ဈေးဟာဗီဒီယိုတိကျတဲ့အလုပ်ကိုကျွမ်းကျင်သူပြီးဗီဒီယိုကိုစက္ကန့်အလိုက်ရပ်ပြီး frame by frame တေချာကြည့်လိုက်တယ်။အဲ့ဒီအခါမှာပုံမှန်မျက်စိနဲ့မမြင်နိုင်တဲ့လျှို့ဝှက်ထည့်သွင်းထားတဲ့ပုံရိပ်လေးတွေကိုတွေ့လိုက်ရတယ်။အဲ့ဒီပုံရိပ်တွေကစွန့်ပစ်ခံထားရတဲ့ရှေးဟောင်းအချင်းတောင်ကြီးတစ်ခုရဲ့ပုံတွေဖြစ်ပြီးနံရံမှာသွေးတွေနဲ့အမှတ်404လို့ရေးထားတယ်။စီမံထဲမှာမြင်ခဲ့ရတဲ့အစင်ကြာအင်ဂျီကအဲ့ဒီအချင်းတောင်ကားဆိုတာကိုသူချက်ချင်းသဘောပေါက်လိုက်တယ်။ဒါကိုစဉ်းစားနေတော့သူ့ဘေးခုံကခီးတဲ့ကသူ့ဘက်ကိုဖြည်းဖြည်းချင်းလှည့်လာတယ်။မင်းငါကိုမြင်ရတယ်မလား။စီလန့်ပြီးကြည့်လိုက်တဲ့အခါအဲ့ဒီခီးတဲ့ရဲ့မျက်နှာမှာမျက်လုံးနှာခေါင်းပတ်စပ်ဘာမှမရှိပဲပြောင်းရှင်းနေတဲ့အသားပြင်းကြီးတစ်ခုဖြစ်နေပါတော့တယ်